ကိုဘောကရေသွားမယ်ဆိုလေကျွန်တော်တို့ကိုခေါ်ပေါ့ဗျာအခုတော့ဘာမှဖြစ်မလာဘူးမလား ကိုဘောကအာကိုမှားသွားတာအာကိုထိုက်တဲ့သူအာကိုစမ်းမှာကိုဘောကရေ ဟေ့အောင်မင်းတို့ကဆရာထွားကိုအာမကိုရဘူးအသုံးမကျဘူးလူရမဝင်ဘူးဘယ်နေရာမှာသုံးလို့မရတဲ့လူကြီးလို့ပြောနေတာလားကွာဟဲ့ အိမ်ကောင်တော်ပါတော့ကွာမင်းပြောမှပဲငါမှနှစ်ပြားမတောင်ဖြစ်နေဒါလည်းအငိုက်မလို့ခံလိုက်ရတာပါကွာခုနေတွေ့ကြည့်စမ်းပါ တော်ပါတော့ဆရာထွားရေကျွန်တော်တို့တော့အပြေးမြန်လို့နှုတ်မဆိုရင်စုံမရဲ့အာဝါပေးတာကိုခံအောင်မယ် ကဲငါသွားအောင်မယ်ကွာဘာလို့ခဏလေးစီးထရအောင်ပါကွာဟိုဒီလိုမင်းတို့လိုအပ်လို့ရှိရင်ဟိုအိမ်ကိုလှမ်းမှာလိုက်ငါအရင်နဲ့စောင့်နေကြဟာ ဟုတ်ကဲ့ဟိုကိုတိုင်ရလေးလည်းကိုပြောင်းကိုနော် နေပါဦးကိုဘောကရဒီအကြီးမှာရခတ်တို့သူကြီးနှစ်ယောက်မရှိလို့ရှင်အဲ့ဒီအိမ်ကကိုဘောကအိမ်ဖြစ်ပြီဟေ့ငါစီကကိုဘောကဒါနဲ့လွတ်လို့တာနှာနဲ့လွတ်လို့တာမဟုတ်ငါစီကကိုဘောကမှာတဏှာစိမ့်ဆိုတာမရှိဘူးကိလေသာပဲကျန်တာလေနည်းလေးကြာဟာဟဲ့မို့လို့ဘာလို့ရောက်ပြောနေလဲဟုတ်တော့ဘောကွာဒါပေမဲ့ကိုဆရာရဲ့တိတ်ခါရှိသေးတယ်ကွာရုံးသားပဲပြင်းနေဟုတ်ကိုဘောကဟိုကျုပ်တို့အလုပ်ပေးမယ်ဆိုတော့ဘယ်တော့ကျုပ်တို့အလုပ်လုပ်ရမှာလဲဗျာဘာတွေလုပ်ရမှာလဲ ဟုတ်ပါကိုဘောကရေခမားနဲ့ပေါင်းရင်အလုံးလုံးရမယ်အကျိုးရှိမယ်ဆိုအခုတက်တိလည်းဘာမှမလုပ်ရသေးပါလားဗျာ လုပ်ရပါမယ်ကွာအခုငါသတင်းကြတာမြို့မှာငါတတိယပြန်ရောက်နေပြီတဲ့အဲ့တတိယကိုငါအခုသွားတွေ့လိုက်တွေ့ပြီးတော့သူ့သမီးကအခုလိုစုံကောင်းပြက်ပညာတွေကိုတက်နေပါတယ်လို့ငါပြောလိုက်ငါတတိယလက်ခံပါအဲ့ကြရင်သူတို့နှစ်ယောက်ဒီကမောင်းထုတ်ရင်သူတို့နှစ်ယောက်လည်းသွားပြီးတော့ဟိုဒီနယ်ဘက်မှာငါ့ကိုတွဲထားတဲ့လုပ်ငန်းတွေအားလုံးကိုငါအပိုင်ရအောင်လဲငါတခါတည်းကွက်ချပြီးစီစဉ်ခဲ့မယ်ကိုုံပြောမယ်ကွာတထည့်ရဲ့ပိုင်းတဲ့ဟာတွေအားလုံးငါပစ္စည်းဖြစ်အောင်ငါစူးစမ်းမှာကွာ အဲ့ဒါဆိုရင်ကိုဘောကနေကိုတော့အောင်ပါဘယ်တော့ကြာ ဩအချင်းတို့နည်းနည်းပေးရမှာပေါ့ကွာအဲ့ဒါကိုတော့မင်းတို့တီးခံပြီးတော့စောင့်လိုက်ကြပါ ဟာဟဲ့အောင်လေမင်းတို့ကလည်းစောစီးစီးလုံးလုံးနေကြပါလားကွာဒီဘက်တစ်ခင်းလုံးတော့မှပဲရေဖြန်းပြီးသွားဟုတ်လား ကောင်းပါ ဟေး မင်းခြေလန်းနေပြတ်နေပြီကွာအသွားလာအနေထိုင်စင်ကြီးကောင်းမယ်ထင်တယ် ဟေ့အောင်ကိုချင်းမင်းဘာပြောနေရလဲအခုငါဘာဖြစ်နေလို့လဲ ဟဲ့အောင်မင်းစိုက်ခင်းနဲ့လာတဲ့အချိန်လို့ကြည့်ဦးလေဘယ်အချိန်ရှိနေမင်းဘယ်တော့အခုလိုမျိုးစိုက်ခင်းနဲ့လာတာနောက်ကျဘူးလို့မင်းညတော့ဘာမှသွားအိတ်တာ ဟာငါအိမ်မှာငါအိတ်တာဘောကွာငါဘယ်သူမှသွားအိတ်ရမှာ ဟဲ့မင်းညခတ်တော့အိမ်မှာအိတ်တာမ ဟာဘာဖြစ်လို့မျက်ခက်တော့အိမ်မှာအိတ်ရမှာတော့ဟိုညအစောပိုင်းသာသူတို့အိမ်မှာငါရှိတာပါကွာငါအိမ်ငါပြန်အိတ်တာပါ ကိုကောင်းမွန်လည်းမြားခဲ့တဲ့တဲ့င်းကိုဂျွားထဲမှာဟိုးလေးတွေကြော်ဖြစ်နေကိုကောင်းမွန်သိလား သိတယ်ဘာဖြစ်လဲသူတို့ဘာသူတို့ပြောတာဒီမှာငါနဲ့မျက်ခက်နေအရန်ကိုချစ်ကြချစ်သူတွေပြီးတော့ငါတို့နှစ်ကလက်ထပ်ကြမှာ မဖြစ်နိုင်ဘူး ဘာလို့မဖြစ်နိုင်ရမှာလဲ မြတ်ခက်ကတာမမင်းကလေးမဟုတ်ဘူးကွာမင်းနဲ့ကဗရာဒလန်တန်တလာမယ်မင်းစိတ်ကူးရင်မဆန်ကြမှာလည်းကွာ အချင်းမင်းတို့ကမြတ်ခက်ကိုစုံကောင်းပြန်လို့ပြောကျင်သေးရဆွတ်ဆွဲကျင်သေးရလားဟဲ့အလက်ကလုံးဝမဖြစ်နိုင်ဘူးအဲ့ဒါ မဖြစ်နိုင်ဘူးမပြောနဲ့ဟမ်တရွာလုံးကမြတ်ခက်ကိုစုံကောင်းပြတ်ဆိုတာသိတယ်ကွာမင်းပဲမသိတာ ဟဲ့မင်းတို့သုံးအောင်လို့အဲ့ဒါဆက်ပြောနေဦးမှာအေးပြောမယ်ဆိုမင်းတို့သုံးအောင်ပဲပြောတော့ငါပြန်တော့ အဖေကသမီးနဲ့လည်းအတူတူလိုက်မနေနိုင်ဘူးအဖေစီမှာလည်းသမီးကိုခုံထားနိုင်မှုဆိုတော့သမီးအဖေကိုလိုက်ရှာခဲ့တာတွေအားလုံးကတဲတဲ့ရည်သွန်းတယ်လို့မျိုးလည်းတက်ဖြစ်ကုန်ပြီပေါ့ဖေသမီးဘဝမှာဘာတိပဲမှမရှိတော့ဘူးပေါ့ဖေ အဲ့ဒီလိုလည်းမဟုတ်သေးပါဘူးတမီးရဲ့တမီးကအခုဆိုရင်စုံကောင်းပြတ်မျိုးနွယ်စုဖြစ်တဲ့တမီးအမေရဲ့အမွေတွေကိုစက္ကန့်ထားတာဆိုတော့တမီးနဲ့အဖေနဲ့ကရာတလန်တန်တလန်ဖြစ်နေပြီတမီးရဲ့ဒီချိန်မှာတမီးကဒီပညာတွေကိုစွန့်လွတ်လိုက်ပဲဆိုရင်တော့ တော့ခန်းသိမ်းပါငါတို့စုံကောင်းပြက်မျိုးနွယ်စုရဲ့ပညာရက်တွေကိုစွန့်လွတ်ပစ်ဖို့ဘယ်တော့မှနားမချနဲ့ငါတို့စုံကောင်းပြက်မျိုးနွယ်စုတစ်ခုလုံးဒီပညာရက်အမွေကိုတေတပံတက်တဆုံးထိမ့်သိမ့်လာခဲ့ကြရတာ
အခုလဲငါတူမလေးကနင့်ကိုဖေတယောက်အဖြစ်တွေ့ကျင်ပါတယ်ဆိုလို့ငါမနှဲတိခံပြီးတော့နားလဲပြီးခဲ့ရတာနင့်အနေနဲ့ဒီအစွဲတွေကိုမမေ့ပဲစက်ပြီးပြောနေအောင်မယ်ဆိုရင်တော့ငါတူမလေးကိုအခုငါပြန်ခေါ်သွားရမယ် ။ဘာလို့ဘာလို့တော့လဲ။တမီးဖေနဲ့ဆွေးနွေးကြည့်လိုက်ပါဦးမယ်။တမီးဘာမှလေ။မိဘဆိုလို့ဖေတယောက်ပဲရှိတော့တာပါဖေ။ဖေတမီးတော့လည်းနည်းနည်းလေးစဉ်းစားပြပါဦး။ဖေနဲ့တမီးနဲ့တူတူနေရမယ်ခွင့်ရလို့ဖေတမီးတော့နည်းနည်းစဉ်းစားပြပါဦးဖေနော်။ သမီးလေးကိုဖိတ်သိချစ်ပါသမီးဒါပေမဲ့အဖေတို့ကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေပါသမီးတရားမကြိုက်တရားမကြိုက်တဲ့အလုပ်တွေအဖေလည်းမကြိုက်ဘူးသမီးလေးအဖေပြောတာကိုပဲလေးနက်နက်စဉ်းစားပါအဖေမပြန်နေပါဘူးသမီးကိုအဖေအချိန်ကြီးပေးထားပါမယ်အခုတော့အဖေကိုပြန်ဝင်ပြပါသမီး တော်လေးတပီးအဖေကိုတောင်းလိုက်ပို့လိုက်အောင်နော် တိမ်မောင်ဒီစိတ်ကအရင်အတိုင်းပါပဲလားခုချိန်ထိကိုမပြောင်းလဲသေးဘူး လက်ခဲ့ဘာဖြစ်လို့လဲပြီးတော့ကိုလူရောဘာလုပ်လဲ အဲ့ဒါမြတ်ခဲ့အဖေပဲဘူး ဟာဟိုဒါဆိုလို့ရှိရင်မြတ်ခက်တွေ့ချင်နေတယ်မြတ်ခက်ဖေနဲ့တွေ့ပြီပဲဟိုဘာဖြစ်လို့မြတ်ခက်ကမျက်နှာမခေါင်းဖြစ်နေရလဲ တပီးကမြတ်ခဲ့နဲ့အတူတူမနေနိုင်ဘူးတဲ့မြတ်ခဲ့ကိုလည်းသူရဲ့တမီးဖြစ်နေလက်မခံနိုင်ဘူးတဲ့ ဟုတ်ဘာဖြစ်လို့လဲဟိုမြတ်ခက်ကဘာဖြစ်နေလို့လဲဟမ်အခုပြောပြပါလားဘာဖြစ်လို့လဲ ဒီမှာမောင်ကောင်းမော်ဒီကိစ္စမင်းနဲ့မဆိုင်ပါဘူးကိုနဲ့မဆိုင်တဲ့ကိစ္စကိုမင်းဝင်မပါခြင်းစမ်းပါနဲ့ ဘာဖြစ်လို့ကျွန်တော်နဲ့မဆိုင်ပါလဲတော့ကျမ်းပေါ့အခုဆိုလို့ရှိရင်မြတ်ခက်နဲ့ကျွန်တော်နဲ့မေတ္တာမျှနေကြပြီပဲမြတ်ခက်ကိစ္စကျွန်တော်ကိစ္စပဲပေါ့ကဲမြတ်ခက်ဟုတ်မြတ်ခက်ဖေနဲ့မြတ်ခက်နဲ့ဘာဖြစ်လဲဘာပြဿနာဖြစ်လဲဆိုတော့ကိုကိုပြောပြလေ ထားလိုက်ပါတော့ကိုရဲ့မြတ်ခဲ့ဘောနဲ့ပဲမြတ်ခဲ့ရှိပါမြတ်ခဲ့ဘောကဒီလိုမျိုးဖြစ်လာမဲ့ကံကပါလာတာကိုရဲ့ ဟာဘယ်ဟုတ်ပါမလဲမြတ်ခက်ရဲ့ပြဿနာတိုင်းမှာအကြောင်းရင်းဆိုတာရှိတယ်အဲ့ဒီအကြောင်းရင်းကိုသိလို့ရှိရင်အဲ့ပြဿနာဖြေရှင်းလို့ရပါတယ်ကဲပြောဘာဖြစ်လဲမြတ်ခက်ပြော မောင်ကောင်းမော်အတော်တောင်းမှပါတယ်ကွယ်မင်းဘာမှမသိချင်ပါနဲ့မင်းနဲ့မြတ်ခက်နဲ့မေတ္တာမျှနေတယ်ဆိုတာကိုလည်းအတော်သိပါတယ်အဲ့ဒီတော့မင်းတို့ဘဝရှိရေးအတွက်ပဲမင်းတို့စဉ်းစားပါကျန်တာတွေကိုမသိချင်ပါနဲ့ကွယ်အတော်ဒါပဲပြောချင်တယ် မငိုပါနဲ့မြတ်ခဲ့ရဲ့ဟုတ်မြတ်ခဲ့နဲ့မြတ်ခဲ့ဖေနဲ့အတူတူနေရအောင်ကိုကြိုးစားပေးပါမယ်နော်ဒီကလားဖေနေရကြတာပါကွာမင်းတို့ကလေဆရာမို့ဘာဖြစ်လို့လဲငါချက်သိမ်းထားလာဘုရားတော်တယ်ဘုရားသုံးကောင်းပြန်ကြာပါဟုတ်တယ်ဘုရားကောင်းရကြီးကိုလုံးပါဟုတ်တယ် ဟာပြင်းနေ ဆရာတော်ဟာဘုံမမြင်ဘူးလားဟာ ဟုတ်ပါလေတော့ပြကြီး ငါမြင်ပါလေငါတွေ့ပြီပါဒီကျမ်းဖို့ဟမ်နင်ကခန္ဓာကိုယ်
ရေပြင်မှာထဝေးဟင်မှာခေါင်းထုတ်ပြီးတော့မုတ်ဆိုးအလိုလုံနေတာဟုတ်ဒီညတော့နင်းရဲ့ဇီဝင်ကိုချုပ်နင်တို့ရဲ့စုံကောင်းပြမျိုးကိုငါဖြုတ်ပြမယ်နားလေလားဟင်ငါမြတ်ခဲ့အရာပေါ်ရောက်နေရမယ်ငါအခုချိန်ကြီးအေးပြန်ရသေးပါလားမြတ်ခဲ့ကိုပဲသွားနေလားမသိကောင်းပြတ်နေတဲ့ခန္ဓာကိုယ်ကြီးပါလားဟာဒီကောင်းပြတ်နေတဲ့ခန္ဓာကိုယ်ကြီးရွာထဲကလူတွေပြောနေတယ်စုံကောင်းပြတ်တော်ချမ်းပုံမဟုတ်သေးပါဘူးမြတ်ခဲ့ခန္ဓာမင်းစုံကောင်းပြန်မင်းအဲ့စုံကောင်းပြန်ပြန်မစ်တက်တယ်ဟုတ်လား ဟုတ်တယ်ကိုမြတ်ခက်ကိုမငြင်းတော့ပါတစ်ချိန်မှာကိုကမြတ်ခက်ရဲ့ဘဝအမှန်ကိုသိလာမယ်ဆိုတာမြတ်ခက်တွေးပြီးသားပါကွယ်ဒါပေမဲ့အဲ့ဒီချိန်ကတော်ပါတော့မြတ်ခဲ့တော်ပါတော့မြတ်ခဲ့ကိုအခုချိန်မှာကိုရင်နဲ့အောင်ချစ်နေပြီအဲ့ဒီလိုချစ်ခဲ့လို့လေရွာတွေကပြောတဲ့လူတွေရဲ့စကားမြတ်ခဲ့ပေါ်မှာတန်တရားမရှိခဲ့ဒါပေမဲ့မြတ်ခဲ့ခုလိုမျိုးမြတ်ခဲ့ကိုစုံကောင်းပြဲဆိုတာယူမပြောလိမ့်မယ်သိလဲတော့အခုဒါဆိုအခုမြတ်ခက်ကိုမုန်းတော့ပြီလားအခုကမြတ်ခက်ကိုမချစ်နိုင်တော့ဘူးပေါ့နော်မြတ်ခဲ့ကိုကအဲ့ဒီသဘောနဲ့ပြောတာမဟုတ်ဘူးမြတ်ခဲ့ကိုပြောခဲ့တယ်လို့ပေါ့မြတ်ခဲ့ဘယ်ဘဝပဲရောက်ဘာတွေပဲဖြစ်ကိုကမြတ်ခဲ့ကိုဆက်ချစ်နေဦးမှာပါမြတ်ခဲ့အခုရဲ့မပြောင်းလဲတဲ့မြတ်တာတွေကိုသိလိုက်ရတော့မြတ်ခက်အရင်ဝတ်တာလားပဲအခုရဲ့မြတ်ခဲ့ကိုဆိုရှုံးမခံနိုင်ဘူးမြတ်ခဲ့အဲ့တော့ဒီဆုံးခေါင်းပြပညာယူဆုံးလိုက်ပါတော့မြတ်ခဲ့အဲ့ဒီဆုံးခေါင်းပြပညာရမြတ်ခဲ့နဲ့ကိုလိုနှစ်ယောက်ရအတားအဆီးနောက်ဆက်ကြီးဖြစ်နေတယ်မြတ်ခဲ့အဲ့ဒီဆုံးခေါင်းပြပညာယူဆုံးလိုက်ပါတော့မြတ်ခဲ့နော်ဆုံးလိုက်ပါတော့မြတ်ခက်ဘလို့ဆုံးပြရပါလဲကိုရဲ့စတာပါစမောင်းရင်ငါမန္တာတစ်ခါနင်းနိုင်မယ်နင်တို့ရဲ့စုံကောင်းပြအမျိုးရောက်ကွာအတော်ဒုက္ခရောက်နေပြီကိုညက်ခတ်တော့မှရမယ်အတော်ဒီမဲ့ဆရာတော်ရှင်ကိုအရင်တစ်ခေါက်ကတနာလို့အသက်ဘေးကနေချမ်းသာပြီးခဲ့ပဲဒီတစ်ခါတော့မရဏတွင်းကိုတဆင်းဖို့သာပြစ်ပြီးတော့မ
င်းမပြေးသွားတာတွေ့လား ဟုတ်တယ်လေ तू အပြေးလေးကျင်တယ်နေမှာဗော ဟောမင်းကလည်းဒီအချိန်ကြီးအပြေးလေးကျင့်မလားကွာဒါအရေးကြောင်းတစ်ခုခုရှိလို့ဖြစ်လိမ့်မယ် ဟေးမောင်ချင်းမင်းတို့ဘယ်သွားကြမလို့တော့ ဟိုကျွန်တော်တို့လည်းကောင်းမွန်ကိုလိုက်ရှာနေရဗျာအခုကောင်းမွန်ရတဲ့မှာရှိလို့ ဟာဒါဆိုရင်ကောင်းမွန်ရွာထိပ်ဘက်ကိုပြေးသွားတာတွေ့နေရွာဟာဟုတ်တယ်ဗျာရိုးတန်းတန်းပြေးသွားတာမဟုတ်မောင်လည်းသူနဲ့ပြေးသွားတာတော်တော်အရေးကြီးပုံရတယ်လေဗျာဟာဟိုဒါဆိုရင်ကိုကောင်းမွန်တခုခုမြင်ပြဿနာတက်နေဗျာမင်းဖြစ်တယ်လားအဲ့ဒါဆိုရင်ငါတို့လိုက်သွားကြည့်အောင်ကဲအဲ့ဆိုလိုက်ပြီအေး ဘာဖြစ်ရလဲတော့ ကောင်းရခက်ကစုံကောင်းပြက်ဆိုတာမင်းရှောင်ပြီမလား ကျွန်တော်ဆွဲတိုင်းပြီးပြီပါပြီဗျာမြတ်ခဲရဲ့အတော်ရဲ့စက်သိန်းရလှသလားဆိုတာမြတ်ခဲကြည့်ပါဦးအဲ့တော့မြတ်ခဲအဲ့ဒီစုံကောင်းပြက်ပညာရေးကိုစွန့်လို့လိုက်ပါတော့နော်ကိုပြောတဲ့စကားကိုနားထောင်ပါဦးမြတ်ခဲရဲ့နော်နားထောင်ပါရှင်ဖေရတပည့်တော်မှာသည်မိစ္ဆာဒိဋ္ဌိပညာရများကိုတိတပတ်တတဆုံခရီးတလုံးပြည့်ယူချီကိုပွဲမှုလွေးမာခဲ့ပါသည်ရှင်ဖေရတပည့်တော်မှာခန္ဓာကိုယ်စေအတွင်းတွင်ရှိသောမိစ္ဆာဒိဋ္ဌိပညာရများအရှင်ဘုရားထံတွင်ယူတမောတေတပူညမချေစေအားထက်သန်စွာဖြင့်အနန္တလူရန်မာသည့်အရှင်ဘုရားတပည့်တော်မှာတက်ကြွခဲ့သောဆုံးကောင်းပြပညာရများနှင့်ပတ်သက်၍ခုနှစ်ရသားသမီးများ၏အပေါ်၌ဘေးအန္တရာယ်များပြုခြင်းပြန်လည်အသုံးပြုခြင်းများရှိခဲ့ပါကဖျားတပည့်တော်မှာသည်အောင်လန်းမိစ္ဆာများ၏လက်ချက်ဖြင့်သူ၏ပွပွအန်၍တရားပါစေသာနောက်တန်တရားဘဝအဆက်ဆက်၌လည်းအဝီစီငရဲ၌ချစ်တဲ့ခံစားပါစေသာတာဒု
တာဓုတာဓု အဖေမကြိုက်တဲ့ဒီဆုံးပညာတွေကိုသမီးဖះမှာရသက်ပံလှူလိုက်ပြီဖေရဲ့ ကောင်းပါတယ်သမီးရဲ့ဒီမကောင်းတဲ့မိစ္ဆာဒိဋ္ဌိအယူဝါဒတွေဟာဖေမကြိုက်ရုံနဲ့မဟုတ်ဖះမကြိုက်တရားမကြိုက်တဲ့အလုပ်တွေပါသမီးရဲ့ဒီဘဝမှာကောင်းကျိုးမပေးုံမကနောင်တန်တရားဘဝစတိုင်းပါလေအပေငရဲကိုသက်ဆင်းရတဲ့ပညာတွေသမီးလေးအခုလိုပြောင်းလဲလာမယ့်နေ့ရက်ကိုအဖေမျှော်လင့်ခဲ့တာကြာပါပြီသမီးရဲ့ ဦးလေးတင်မောင်အခုလိုလေမြတ်ခတ်အတိတရားတွေရပြီးတော့ဒီပညာရက်တွေကိုလှူခြင်းတန်းခြင်းစိတ်ပေါက်အောင်ပြုတ်ပြင်ပြောင်းလဲပေးလိုက်တဲ့အဓိကသူကကျွန်တော်တို့ရဲ့တငယ်ချင်းကောင်းမှုပါပဲဦးလေး ဟုတ်တယ်ဖေကိုကောင်းမွာလေသမီးရဲ့ဘဝကိုပြောင်းလဲပေးရုံနဲ့မကဘူးမကြခင်မှာသမီးရဲ့ဘဝလက်တွဲပေါ်ဖြစ်လာတော့မှာဖေရဲ့ မောင်ကောင်းမွန်လိုလူမျိုးနဲ့သမီးလေးကိုအဖေအနေနဲ့သဘောမတူမကြည့်ဘူးစရာအကြောင်းမရှိပါဘူးသမီးမောင်ကောင်းမွန်ကိုလည်းဦးလေးကျေးဇူးတင်ပါတယ်ရပါတယ်ဗျာကျွန်တော်ရဲ့ခံယူချက်ကလည်းကျွန်တော်တို့လိုဗုဒ္ဓဘာသာဝင်တွေဟာသူများကိုဒုက္ခရောက်အောင်လုပ်တဲ့ပညာရက်မျိုးကိုမနှိမ့်မြို့ပါဘူးပြီးတော့ကျွန်တော်တို့ရဲ့မြတ်စွာဘုရားလည်းဟောထားတယ်မို့လားကိုပြုတဲ့ကံကိုထံပြန်လာတတ်တယ်တဲ့ ဦးလေးတင်မောင်အခုဆိုရင်အာမင်္ဂလာကိစ္စတွေအားလုံးပြီးသွားပြီဆိုတော့သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကျင်းပဖို့ပဲကြံတော့တယ်နော် သမီးနဲ့မောင်ကောင်းမွန်ရဲ့မင်္ဂလာပွဲကိုလေဦးလေးအနေနဲ့ခန်းခါနာနာတိုက်တိုက်ဟောကျင်းပပေးပါမယ်